တကယ်ကိုအံ့အားသင့်စရာပါပဲတရုတ်နိုင်ငံဟာ2019ခုနှစ်စီကြိုရောက်နေတယ်လို့ပါပဲအခုပြောပြမယ့်လမ်းတွေကအဲ့ဒါကိုသက်သေပြနေပါတယ်ပထမဆုံးအနေနဲ့ကွမ်ကျိုးမြို့မှာဟွမ်ဖူရိတ်တာလမ်းဥမင်လိုင်ကောင်းလို့ခေါ်တဲ့ဥမင်လိုင်ကောင်းတစ်ခုရှိပါတယ်သူ့ရဲ့အမိုးပေါ်မှာနေရောင်ကြီးအတွင်းထဲကိုဝင်ရောက်နိုင်စေမဲ့လေဟာပြင်စတူရန်ပြတင်းပေါက်တွေပါရှိပြီးအပေါ်ဘက်မှာတော့အပင်တွေစိုက်ပျိုးထားတာကြောင့်လူတွေကဒါကိုအစိမ်းရောင်ဥမင်လိုင်ကောင်းလို့ခေါ်ကြပါတယ်ဖြတ်တန်းပေါင်း200လက်ဆက်ပြီးလင်းထိန်နေတဲ့အပြင်အနာဂတ်ကမ္ဘာစီရောက်သွားတယ်လို့မျိုးခန်းစားရစေပါတယ်ဒုတိယအနေနဲ့အချို့သောဒေတာတွေမှာလမ်းမတွေပေါ်မှာအယောင်သွေးစုံနေတဲ့လမ်းညွှန်မြင်းတွေကိုတွေ့ရမှာပါအနီရောင်ပြာရောင်အစိမ်းရောင်စတာတွေကအလှပအတွက်ဆွဲထားတာမဟုတ်ပါဘူးဒီလိုနေရာတွေဟာအများအားဖြင့်မြူတူတွေအရန်ဆိုင်တက်ပြီးမြည်ရန်တက်တာမို့လို့မြင်ကွင်းမပြတ်သားတဲ့အချိန်မျိုးမှာဒီအယောင်တွေကရင်မောင်းတွေကိုလမ်းညွှန်ပေးပြီးအသက်ပေါင်းများစွာကိုကယ်တင်ပေးပါတယ်စမတ်ကြတဲ့ဘေးကင်းလုံခြုံရေးစနစ်ပါဝင်တဲ့လှပတဲ့လမ်းမတွေပေါ့တတိယကတော့မြစ်ပေါ်မှာဓာတ်ရိုက်တီဆောက်ထားတဲ့ကွာကြီးရေပေါ်ဝေးပြီးလမ်းမပဲဖြစ်ပါတယ်။လမ်းရဲ့40%နီးပါးဟာရေပြင်ထက်မှတည်ရှိနေပြီးတောင်တွေတောတွေကိုခုတ်ထွင်မဲ့အစာတရားတစ်စင်းလိုမျိုးဖန်တီးထားတာပါ။တရုတ်နိုင်ငံအလဲပိုင်းဟူဘေးပြည်နယ်မှာရှိတဲ့6.8မိုင်ရှည်လျားတဲ့အဝေးပြေးလမ်းမကြီးဖြစ်ပြီးရှင်းရှမ်းခရိုင်တွေကတာယာလှပတဲ့မြဝန်းဒေသကိုဖျက်ဆီးပြီးရေပေါ်မှာဓာတ်ရိုက်တီဆောက်ထားတဲ့2.8မိုင်ရှည်လျားတဲ့အစိပ်ပိုင်းကြောင့်လူသိများကြော်ကြပါတယ်။ဒါဟာပတ်ဝန်းကျင်သဘာဝတရားနဲ့တသားတည်းဖြစ်အောင်ဒီဇိုင်းထွင်ထားတဲ့တရုတ်နိုင်ငံရဲ့ပထမဆုံးသောဂေဟစနစ်တဟဇာတစ်ဖြစ်မဲ့အဝေးပြေးလမ်းမကြီးအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်ဗျာ။